မင်္ဂလာပါရှင်ဒီနေ့ကတော့950ဇက်တော်ဧကကနိဘတ်တဲကနံပါတ်94လောမဟန္တာဇက်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဇက်တော်ကတော့အလွန်အပူအေးခံ၍ကျင့်သည်ဖြင့်အကျိုးမရှိသည်ကိုသိ၍မိစ္ဆာအယူကိုစွန့်ပစ်သောအဝမဝတ်သောဇီဝကအကြောင်းအောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်နတ်လူတို့၏ဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ဝေဒါလီပြည်ပတကမြည်သောတည်င်းတယ်ဆောက်လို့အပ်သောကြောင့်၌တည်င်းသုံးတော်မူစဉ်သူနက္ခတရယဟန်သည်မြတ်စွာဘုရားအလုတ်ကျွေးဖြစ်၍တင်ငန်းတပိတ်ကိုယူကာနောက်တော်မှလိုက်၍လှဲ့လေလက်တော်ကောရခတ္တိယတရားကိုနှစ်သက်သည်ဖြင့်မြတ်စွာဘုရားထံတပိတ်တင်ငန်းကိုအနှင်းပြီးလျင်ကောရခတ္တိယထံသို့သွား၍တပည့်ခံကနေလေ၏ကောရခတ္တိယတေလွန်၍အတူရာဖြစ်သောအခါလူထွက်၍ယဟန်ဂေါတမကအရိယာဖြစ်ကိုပြုနိုင်စွမ်းသောဥတ္တရိမနုဿဓမ္မမရှိကြံစားစုံစမ်း၍မိမိဉာဏ်အားထင်လာသောတရားကိုယ်တာဟောလေရှိ၏တရားကိုကျင့်တော်သူအားကောင်းစွာဆင်းရဲကုန်ခြင်းကမဖြစ်စေနိုင်ဟုဝေဒါလီပြည်တိုင်းတုံးတဲ့အကြားတွင်လှဲ့လေကမြတ်စွာဘုရားဂုဏ်ကျေးဇူးမဲ့စကားကိုသာပြောဆိုလျက်နေလေ၏မြတ်စွာဘုရားသည်စွန့်ကန်တွားရင်းရှင်သာရိပုတ္တရာမဖို့မှချီးနှီးဖြစ်သောဤတုဏကတယဟန်ကငါဘုရားဂုဏ်ကျေးဇူးကိုမတိ၍၎င်းအမျက်ထွက်၍၎င်းပြောဆိုခြင်းဖြစ်သည်ငါဘုရား၌ရှိသောအဘိညာဉ်6ပါးတတဗလဉာဏ်စတုဝိတ္တရိဇဉာဏ်စသည်တို့ကဥတ္တရိမနုဿဓမ္မများဖြစ်သည်ငါဘုရား၌ဥတ္တရိမနုဿဓမ္မမရှိဟုပြောဆိုသောစကားစိတ်အယူကိုမစွတ်မဲသေးလျင်ငရဲ၌မုတ်ချဖြစ်ရလက်တံจิตတာတာရိပုတ္တရာမိစ္ဆာအယူ၌ကြီးညိုသူကစင်စစ်ငါဖျား၌ကြီးညိုနိုင်မည်မဟုတ်ပေငါဖျားသည်ပင်ပါရမီဖြည့်စဉ်ဤဗဒကဘာမှ90ကဘာအထက်တဏှာပဖြစ်သောကာလ၌မိစ္ဆာအယူသည်အနှစ်သာရရှိသလိုဟုစုံစမ်းခဲ့သည်ရှိသောတစ်အလိုချိုးချံသောကျင့်ကိုကျင့်မည်နှစ်ကြည်လျင်ကိလေသာခေါင်းပါမည်3ခေါင်းပါလျင်မကောင်းမှုကိုဆက်ဆုပ်မည်4ဆက်ဆုပ်လျင်မကောင်းမှုမှကင်းမြင်ဟုနှလုံးသွင်းကအင်္ဂါ4ပါးနှင့်ပြည့်စုံသောမြမစရိယအကျင့်ကိုကြည်၍နေဘူးပြီဟုမိန့်တော်မူကားအောက်ပါတိဆက်ကိုဆောင်တော်မူသည်လွန်လေပြီးသောအခါဤဗရကဘာမှ90ကဘာထက်၌ဖျားလောင်းသည်တရဏပဖြစ်သောမိစ္ဆာအကျင့်ကိုစုံစမ်းမည်ဟုကြံစည်ကာအာဇီဝကယဟန်အဖြစ်ဖြင့်ယဟန်ပြုလေသည်အဝတ်မစီကိုလည်းမတုတ်တင်မြူအညစ်အကြေးအလင်းလင်းကလျက်ရှိသည်စိတ်ညံရာတို့ကလျက်တယောက်တည်းနေ၏လူကိုမြင်လျင်တောတမင်ကဲ့သို့ပြေး၏အလွန်ဖောက်ပြန်သောအစာကိုစား၏နွားငယ်ချီအစာရှိသည်တို့ကိုစား၏မမေ့မလျော့ဖြစ်ခြင်းကကြောင်မက်ဖွယ်ရှိသောတောအုပ်တစ်ခု၌နေ၏အလွန်အေးချမ်းသောဥတို့၌ညအခါစီးနှင်းကြသောလွင်တီးကောင်၌စီးနှင်းတို့ဖြင့်တကိုယ်လုံးဆွဆွစေလျက်အေးခံ၏နေ့အခါတောအုပ်ထဲ၌တစ်ပင်မှယူစီသောရေပေါက်တို့ဖြင့်ဆွဆွစေလျက်အေးခံ၏အလွန်ပူပြင်းသောဥတို့၌နေ့အခါလွင်တီးခေါင်၌ပူပြင်းသောနေအောင်တို့ဖြင့်အပူခံ၏ညအခါ၌လည်းတောအုပ်ထဲ၌လေမတိုက်သောတောအုပ်တစ်ပင်ငွေတို့ဖြင့်အပူခံ၍ကိုမအချွေးတို့သည်ထွက်ကုန်၏ထိုအခါဖျားလောင်အာဇီဝကယဟန်အားအိုအရှင်ယဟန်အလွန်လဲအပူခံ၏အလွန်လဲအေးခံ၏ကြောက်မက်ဖွယ်ကောင်းသောတောအုပ်၌တယောက်တည်းလဲနေ၏ချမ်းအေးတော်လဲမီးမလုံးအဝတ်မဝတ်မြတ်တော်အကျင့်ရှာခြင်း၌လုံလာပြုပြီး၏ဟုရှေးအခါကမကြားဘူးသောအကျင့်တို့သည်ညံ၌အလိုလိုထင်လာကုန်၏အာဇီဝကယဟန်သည်ဤတို့ငင်္ဂါ၄ပါးနှင့်ပြည့်စုံသောအကျင့်မြတ်ကိုကြည်၍နေရာတေဂာနိကာလ၌ငရဲနမိတ်တို့သည်ထင်လာကုန်၏ထိုအခါမှမိစ္ဆာအကျင့်သည်မှားသောအကျင့်ဖြစ်သည်စင်စစ်အကျိုးရှိသောအကျင့်မဟုတ်အတေအချာသိရှိဆုံးဖြတ်မိသောအခါခဏချင်းပင်ထိုမိစ္ဆာအယူကိုပဲဖျက်၍တမအယူကိုယူကာကြည်ကြံသည်ဖြင့်နတ်ပြည်တို့လာရ၏
ဤတို့လျင်မြတ်စွာဘုရားသည်အတိတ်ပိစုံပန်နှစ်တန်သောဝတ္ထုတို့ကိုနုတန်သည်ဆက်ဆက်တော်မူလျက်ယဟန်တို့ထိုအခါအဝတ်မဝတ်သောအာဇီဝကသည်ယခုငါဘုရားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည်လောမဟန္တာဇက်တော်ဤတွင်ပြီး၏အခုလိုဖပြခွင့်ရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နားထောင်ပေးကြသူများအားလုံးလည်းနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ